ဒီနေ့ဈေးမှာအာလူသေးသေးလေးတွေ့ရနဲ့အာလူချင်းဆက်လှုပ်ရှားဖို့ဝယ်လာခဲ့ပါတယ်။အာလူလေးတွေကပြုတ်ဝလွယ်ကူပြီးတော့မှပိုစီးရဲ့အတွက်ကြောင့်မလို့အရသာလည်းပိုပြီးကောင်းပါတယ်။အာလူလေးတွေကိုပြုတ်ထားလိုက်ပါတယ်။ပြုတ်ထားပြီးတော့ရေအေးနဲ့ခဏစိမ်ထားလိုက်တယ်ပေါ့နော်။ပြီးရင်ရလာတဲ့အာလူလေးတွေကိုအခွန်ခွာထားလိုက်ပါတယ်။အာလူလေးတွေခွန်ခွာပြီးရဲ့နောက်မှာတော့မကြီးမဲကိုခဏရေနွေးနဲ့စိမ်ထားလိုက်ပါတယ်ပြီးရင်တော့ထုံးစံတိုင်းပဲကျသွန်နီးကျသွန်ဖြူစားတွေကိုနနွေးမုံနဲ့စီတက်လိုက်ပါတယ်ပြီးရင်တဝက်ကိုခွဲထားလိုက်ပါတယ်ဘာလို့လဲဆိုတော့တခြားဟင်းတစ်ခုချက်ဖို့အတွက်ပါပြီးသွားရင်တော့ခရမ်းချင်နီးထည့်လိုက်ပါတယ်ခရမ်းချင်သီးလေးတွေအနားနည်းနည်းလိမ့်လာပြီဆိုလို့ရှိရင်ခုနကတော့အခွန်ခွာထားတဲ့အာလူလေးတွေထည့်လိုက်ပါတယ်ပြီးရင်တော့ငံပြားရည်နည်းနည်းထည့်ပါတယ်အဲ့ဒီနောက်မှာတော့ရေနည်းနည်းထည့်ပြီးတော့မှအဖုံဖုံပြီးခဏနှက်ထားလိုက်ပါတယ်ခဏနဲ့ထားတဲ့အချိန်မှာငရုတ်သီးလေးတွေကိုကိုထဲခြင်းတလောက်လေးလီထားလိုက်ပါတယ်။ခုဆိုရင်တော့ငရုတ်သီးလေးထည့်ပြီးတော့မှခဏလုံပြီးပြန်ကြော်လိုက်ပါတယ်။ပြီးသွားရင်တော့ခုနကစိမ်းထားတဲ့မကြီးမဲ့ရည်လေးကိုလောင်းထည့်လိုက်ပါတယ်။ပြီးရင်တော့ခဏမွေလိုက်တယ်ပေါ့နော်။ပြီးသွားလို့ရှိရင်အဖုံးအုပ်ပြီးတော့မှစီပြန်သွားတဲ့အထိခဏလေးနှက်လိုက်ပါတယ်။ခုဆိုရင်အနစ်ကလေးရောပါတယ်စီပြန်အနေထားချင်းတွေကိုရောက်ပါပြီခုဆိုရင်တော့ထမင်းပူပူလေးနဲ့တွဲစားလို့ကောင်းတဲ့အာလူးချင်ဆက်ကလေးရပါပြီရှင်မီယာဒီနေ့ဟင်ပွဲကိုပဲဟင်အာလူးချင်ဆက်ပြီးရင်ကြက်သားငံပြားရေကျော်နဲ့ပြင်ထားပါတယ်ကြက်သားငံပြားရေကျော်ကိုနောက်ဗီဒီယိုမှာဆက်တင်ပေးပါမယ်ရှင်